ယူလန်နင်ကငါတို့ချမီသားစုကနင့်ကိုအယိုးတွေကတေကနာကြီးနေတယ်လို့ထင်နေတာလားရှိုအန်ကတေကာနီးအထိငါတို့ကိုတောင်းပန်သွားခဲ့တာနင်ကခိတခဏဝေခွဲများဖြစ်သွားတာပါတယ်ဘာပဲဖြစ်ဖြစ်နင့်ကိုကေတင်ပေးဖို့နဲ့အပြင်မှာအသေးမခံဖို့သူငါတို့ကိုတောင်းပန်သွားခဲ့တာရှိုအန်ငါရဲ့ရှိုအန်လေးရဲ့ငါတပေါ်လုံးဖျားသခင်ကိုပဲအပြစ်တင်ခဲ့မိတယ်အဆက်ကပြန်စလို့ရရင်ငါကိုယ်တိုင်အသေးခံပြီးတော့တောင်းသူ့အနားမှာစောင့်ရှောက်ပေးချင်မိရဲ့ယူလန်မသွားပါနဲ့ငါကိုမပြစ်ထားပါနဲ့လို့တောင်းပန်ပါတယ်ငါလှုပ်ပါမယ်နင့်ကိုငါကျွေးမွေးနိုင်ပါတယ်ချန်ရှိုအန်မင်းကကုရကေရမဲတဲ့လူမတယောက်ဖြစ်နေတာကိုယူလန်ကိုဘာနဲ့ကျွေးမလဲယူလန်မြင်မြန်ထွက်လာခဲ့ထွက်တာကစောင့်နေပြီးချမ်းမိသားစုတော့ကန်ဆိုးမုံမောင်ကြပြီးမကျေးဇူးတရားမသိတဲ့မိမကိုယူမိလို့ပိုက်ဆံတွေယူပြီးနောက်ယောက်ျားနဲ့ထွက်ပြေးတဲ့အရှက်မရှိလိုက်တာငါတော့မကြလို့ပါငါနဲ့မတန်ပါဘူးနင်သွားပါငါမသားတော့ပါဘူးငါမသွားဘူးဘမလည်းမသွားဘူးလင်းယူလန်နေယူနေပြီလားမြို့တက်ဖို့အခွင့်အရေးကိုမလိုချင်တော့ဘူးလားနင်ပါလို့မလို့လဲငါအိမ်ကနေထွက်သွားပေးပါငါလင်းယူလန်ဟာဒီဘဝမှာတည်ရင်တောင်ချမ်းမိသားစုရဲ့လူပဲဖြစ်ရမယ်အိုးဖျားသခင်ရဲ့သူစိတ်ပြတ်သွားပြီပဲလင်းယူလန်နင်ကအကောင်းပြောနေတာကိုအကောင်းမယူဘူးပဲဒီနေ့ငါနဲ့မလိုက်ရင်နင်ကစီကချေးထားတဲ့ပိုက်ဆံတွေကိုအကုန်ပြေချေဆက်လင်းယူလန်နင်ကညီကိုထက်ပြီးဒုက္ခပေးခြင်းပြန်ပြီလားအကိုကြီးသူ့ကိုမရိုက်ပါနဲ့ရှိုအန်မင်းကသူ့ကိုကာကွယ်ပေးနေတော့လားသူကငါတို့ညီရဲ့အရေးပေါ်အတူပစရိတ်ပိုက်ဆံတွေကိုတောင်အထုတ်ထဲထည့်သွားတာရှိုအန်ဖေဆန်းဒီနေ့ငါသူ့ခြေထောက်ကိုမကြိုးကြိုးအောင်ရိုက်ရမယ်အကိုကြီးတို့တေးသေးချာချာကြည့်ကြပါဦးသူကတရုတ်ဆောင်နေတာချမ်းမိသားစုထဲမှာဆက်နေပြီးတွေးဆုပ်ချင်လို့မနေ့ကအထိငါတို့အိမ်ကိုယွန်ရှာနေပြီးဒီနေ့ကျမှဘာလို့စိတ်ပြောင်းသွားရတာလဲလင်းယူလန်ကဘာလဲကွက်တွေကြံစီနေတာလဲရှိုအန်မင်းတွေးရနေပြီးအကိုကြီးအကိုလက်အကိုသုံးအရင်ကကျမလင်းယူလန်မျက်စိကန်းခဲ့မိပါတယ်ကျမကိုမက်ခဲ့တဲ့ဆင်းရဲမှာကြောက်ခဲ့တဲ့ချမ်းမိသားစုကိုကျမအမားလုပ်ခဲ့မိပါတယ်ရှင်မြေခွေးမကဒူးထောက်ပြနေတာလားအထူးဆန်းပဲနင်းဒီလိုလာမလုံးနဲ့ငါတို့အယုံကြည်မရှိဘူးဒီနေ့အကိုတို့ကျမကိုခွင့်လွှတ်ဖို့မတောင်းပန်ပါဘူးရိုက်ချင်ရိုက်ဆဲချင်ဆဲကျမကိုပဲလုပ်ပါရှိုအန်ကိုတော့မချောက်လန့်ပါနဲ့လို့တောင်းပန်ပါတယ်သူခနာကိုကမခံနိုင်ရှာဘူးအကိုကြီးယူလန်သူမမှန်တီသွားပြီးမင်းတို့တမိသားစုလုံးဦးကြောင်တွေလားသူလိန်နာကိုခံနေကြတာလားလင်းယူလန်တနာစရာမဖန်တီးနဲ့စာချုပ်မှာအဖြူပေါ်မေးထားပြီးသားနင်ငါနဲ့မလိုက်ရင်ငါကို90ပေးရမယ်ဒီနေ့90မပေးနိုင်ရင်ငါယုံတက်ပြီးနင့်ကိုလိန်လည်မှုနဲ့တိုင်မဲ့ရောကြရဲ့မကြီးတယောက်ရဲ့တနစ်စာရိတ်ခါဖို့90တောင်းလားနင်ကမခိုးဘူးလို့ပြောသေးတယ်ငါတို့ချမီသားစုအိမ်ကိုရောင်းရင်တောင်90မပြည့်ဘူးငါသွားချင်းမယ်ငါသွေးကိုတွားရောက်မယ်ဘသူကပိုက်ဆံပေးမယ်လို့ပြောလို့လဲစာချုပ်ကိုယူလာခဲ့ငါကြည့်မယ်ဘာလို့မလို့လဲစာချုပ်ကိုစုပ်ပြစ်မလို့လားဘာကြောင့်နေတာလဲတရွာလုံးကြည့်နေတာကိုငါကသူ့ကိုအရှင်လက်လက်ဝါမျိုးပြစ်မှာကြက်နေတာပဲအားလုံးပဲနားထောင်ကြပါစက်တင်ဘာ23ရက်နေ့လင်းယူလန်ကကြောက်ဝံပင်းစီက90ချေးသည်တက်တေကတော့ခြေတော့မတန်တဲ့ချမ်းဖြစ်သည်ဖတ်တာကောင်းတဲ့အထောက်ထားရှိတော့မြင်လို့မရဘူးကြောက်ဝံပင်းစက်တင်ဘာ23ရက်နေ့တုန်းကမင်းရွာထဲမှာရှိနေလားငါရှိတာပေါ့ရှောင်းမပြောနဲ့23ရက်နေ့တုန်းကမိုးတိတ်ထန်စွာရွာပြီးထက်တာဓာကျိုးသွားတာမင်းမျိုးပေါ်ကတစ်ခုခန်းမှာပိမိနေတာကိုဘာနဲ့ငါကိုပိုက်ဆံချင်းမလဲဟုတ်တာပဲအဲ့ဒီနေ့ကတရားကျိုးလို့ဘယ်သူမှပြန်မလာနိုင်ကြဘူးအဲ့ဒါငါရဆွဲမသွားတာနေမှာ14ရက်နေ့ဖြစ်လိမ့်မယ်ကောင်းပြီ14ရက်နေ့ပဲထားပါဦးဒီပေါ်မှာရေးထားတဲ့တက်တေချမ်းက14ရက်နေ့မှာမင်္ဂလာဆောင်သွားတော့ပြီး15ရက်နေ့မှပြန်လာတာမင်းကသူ့ကိုရွာကြော်ပြီးတက်တေခိုင်းတာလားသူကကိုပွားနိုင်လို့လားကြောက်ဝံပင်မင်းကစာချုပ်တုလုပ်ပြီးလိန်လေရဲတယ်ပေါ့သူ့ကိုရိုက်ချဆန်းလင်းယူလန်နဲ့တိတ်ပြီးဝမ်းမတန်တဲ့ဦးအားလုံးပဲသူ့ရဲ့အထုပ်ကိုကြည့်လိုက်ကြဦးထဲမှာချမီသားစုရဲ့ပိုက်ဆံနဲ့ကူပွန်တွေအကုန်ရှိနေတယ်သူကပိုက်ဆံတွေယူပြီးထွက်ပြေးဖို့လောက်တာကိုငါကမိသွားတော့မှငါကိုပြန်ကြိုက်နေတာဖွင့်ကြည့်လိုက်ပိုက်ဆံတွေတေချာပေါက်ဝက်ထားတာပိုက်ဆံမရှိရင်တူဒီလောက်မြ мян ဆန်ဆန်ပြေးနိုင်မလဲဟာနင်ဘလောက်တောင်ခိုးထားလဲအကိုကြီးမထိပါနဲ့အဲ့ဒါငါသူ့ကိုပေးထားတာရှိုအန်မင်းကကာကွယ်ပေးနေတော့ပဲလားငါတော့မကြလို့သူ့ကိုစေတနာလျောက်ပေးခဲ့တာပါအကိုလက်မြ мян သွားပြီးဆရာဝန်ပင့်ပေးပါပိုက်ဆံမရှိပဲဘာဆရာဝန်ပင့်မလဲပိုက်ဆံတွေအကုန်ထုတ်ထဲမှာဖျားရည်သူတကယ်ပဲပိုက်ဆံတွေအကုန်ခိုးသွားတာပဲလူနာရဲ့အသက်ကပြိတ်သက်ပိုက်ဆံကိုတောင်ခိုးတယ်တရက်ဆက်တာပဲယူလန်နင်ကသူ့အသက်ကိုနှုတ်တာပဲထွက်သွားနင်ခုချက်ချင်းချမီသားစုကနေထွက်သွားအကိုကြီးသူ့ကိုမမောင်းပါနဲ့ကျမတောင်းပန်ပါတယ်ပိုက်ဆံတွေအကုန်ဒီမှာရှိတယ်ကျမတပြားမှမထိရသေးဘူးကျမမမှန်းသိပါပြီကျမအသက်နဲ့လဲပြီးအဖက်ဆယ်ပါမယ်အကိုလက်မြ мян သွားပြီးဆရာဝန်ကျိုးကိုပင့်ပေးပါကျမတောင်းပန်ပါတယ်ဟုဒေါသတွေအရန်ထွက်ပြီးခနာကိုယ်တစ်ခုလုံးအားအိမ်တွေကုန်ခန်းနေပြီးဆေးကောင်းကောင်းတောက်ပြီးအားဖြစ်ရမယ်မဟုတ်ရင်ဒီဆောင်းတွင်းကိုကြော်ဖြတ်နိုင်မှာမဟုတ်ဘူးဆရာဝန်ကျိုးဆေးဖို့ဘယ်လောက်ကြမလဲအရင်ဆုံးဆေးငါးပွဲအတွက်တုံးချက်ကြမယ်အိမ်မှာချက်စရာဆန်တော်မရှိတာကိုဘက်ကပိုက်ဆံရမှာလဲဆေးဖို့နဲ့စားနေရိတ်ခါကိုကျမနေလန့်ရှာပါမယ်နင်ကနေလန့်ရှာမယ်ဟုတ်လားနင်ကခိုးတာကလွယ်ရင်ဘာတက်သေးလို့လဲကျမကို3ရက်အချိန်ပေးပါ3ရက်အတွင်းအိမ်မှာစားစရာရှိစေရမယ်ရှိုအန်လဲဆေးတောက်ရစေရမယ်ဘာဆက်ပြောတတ်ကိုငါကဘာလို့ယုံရမှာလဲရိတ်ခါနဲ့ဆေးမရှာပေးနိုင်ရင်ကျမကိုယ်တိုင်ချမ်းမိသားစုကနေထွက်သွားပါမယ်ကောင်းပြီ3ရက်ပဲမရှာနိုင်ရင်နင်ထွက်သွားဇလန်းကောင်းလေးတွေကြည့်ချင်ရင် follow လုပ်ထားနော်